ခဲကျွန်မကတော့ဥချိုအောင်ကြီးလို့လွဲမှတ်ပါတယ်ဒီကပထမတိုင်ရဥချိုအောင်ကြီးနဲ့ဒုတိယတိုင်ရဥချိုအောင်ကြီးကိုတွဲပြီးတော့မြောက်သွားမှာဖြစ်တယ်ယူနဲ့ယူနဲ့ကိုမြောက်တွဲလိုက်မယ်အဲ့တော့ယူယူပြီးဒီကယူနဲ့ဒီကစီနဲ့ပေါင်းလိုက်မှာဖြစ်တယ်အဲ့တော့ UC ပြီးဒီကယူနဲ့ဒီက A နဲ့ကိုတွဲလိုက်မှာဖြစ်တယ် UA ပြီးဒီကယူနဲ့ဒီက G နဲ့တွဲလိုက်မှာဖြစ်တယ်အဲ့တော့ UG ကျန်တဲ့ဒီနောက်လေးမှာဥချိုအောင်ကြီးဆိုပြီးတော့ဥချိုအောင်ကြီးဒီမှာဆိုလဲဥချိုအောင်ကြီးကိုတွဲလိုက်ပါမယ်ဥချိုအောင်ကြီးဒီမှာလဲဥချိုအောင်ကြီးဒီမှာလဲပဲဥချိုအောင်ကြီးဒီမှာလဲပဲဥချိုအောင်ကြီးကဲဒုတိယတိုင်မှာဆိုတဲ့အတိုင်းပါပဲဒီက C နဲ့ဒီက U နဲ့ကိုတွဲပါမယ်အဲ့တော့ CU ဒီမှာလဲ CU ဒီမှာလဲ CU ဒီမှာလဲ CU ဒီမှာဆိုဒီမှာ C နဲ့တွဲလိုက်တော့ CC အဲ့လိုပဲဒီက C နဲ့ A နဲ့တွဲလိုက်တော့ CA အဲ့လိုပဲဒီက C နဲ့ဒီက G နဲ့တွဲလိုက်တော့ CG ပြင်ထုံးစံတိုင်းပါပဲနောက်ကနေပြီးတော့ဥချိုအောင်ကြီးဒီမှာလည်းပဲဥချိုအောင်ကြီးဒီမှာလည်းပဲဥချိုအောင်ကြီးဒီမှာလည်းပဲဥချိုအောင်ကြီးကဲအဲ့ဒီတိုင်းလေးကိုပဲဒီက A နဲ့လည်း U နဲ့မြောက်မယ် A နဲ့ C နဲ့မြောက်မယ် A နဲ့ A နဲ့မြောက်မယ် A နဲ့ G နဲ့မြောက်မယ်အဲ့လိုမျိုးသူအတိုင်နဲ့အတန်းလေးနဲ့ကိုမြောက်သွားမယ်ပြီးနောက်ကနေဥချိုအောင်ကြီးထည့်လိုက်မယ်ဆိုရင်ရသွားပါပြီ